အဘိုးအိုကငါးများချိတ်တစ်ခုကိုတုံးပြီးသူ့လက်ချောင်းကိုသူ့ကိုယ်တိုင်ခွဲလိုက်တယ်ပြီးတော့လက်ကိုဝေယမ်းပြီးသွေးဆက်တွေကိုရေတန်းချအောက်လုပ်လိုက်တာပေါ့ရေအောက်မှာရှိနေတဲ့ရေသူမလေးကသွေးနံကိုရသွားတဲ့အခါရေမျက်နှာပြင်ပေါ်ကိုဖြည်းဖြည်းချင်းတက်လာခဲ့တယ်သူမရဲ့လေဘေးမှာတော့အပေါက်လေးတစ်ခုရှိနေပြီးအဲ့ဒါကသူမရဲ့အတန်အိုပဲဖြစ်ပါတယ်အဲ့ဒီအပေါက်လေးပွင့်လိုက်ပိတ်လိုက်ဖြစ်နေတဲ့အချိန်မှာရေသူမလေးစီကနေအရန်ကိုတာယာနာပျော်ပွဲကောင်းတဲ့တချင်းတန်လေးထွက်ပေါ်လာတာပေါ့အဘိုးအိုကတော့သူမရဲ့တချင်းတန်ထဲမှာနေမျောနေတယ်လို့မျိုးရေသူမလေးကိုစိုက်ကြည့်နေတယ်ရေသူမလေးကတချင်းတွေကိုတာယာစွာတီဆိုရင်အဘိုးအိုရဲ့လီနာကိုတခေးသေးချင်းကတ်လာတဲ့အခါအဘိုးအိုကပြုံးပြပြီးသူ့လက်ကိုကမ်းပေးလိုက်ပါတယ်ရေသူမလေးကယုံကြည်မှုအပြည့်နဲ့လက်ကိုပြန်ကမ်းလိုက်တဲ့အချိန်မှာတော့အဘိုးအိုရဲ့ကြံတဲ့လက်တစ်ဖက်ကမငြိမ်တော့ဘူးသူဟာလက်ထဲကတုတ်နဲ့ရေသူမလေးရဲ့ခေါင်းကိုအားကုန်လွှဲရိုက်လိုက်တာကြောင့်ရေသူမလေးဟာချက်ချင်းပဲတတိမိသွားတော့တယ်အဘိုးအိုကအချိန်မဆွဲပဲသူမကိုလှေပေါ်ဆွဲတင်လိုက်တယ်သူမရဲ့ခါအောက်ပိုင်းကငါးအမိကြီးကိုမြင်လိုက်ရတာကအဘိုးအိုအတွက်တော့အတိုင်းထက်အလွန်ဝမ်းသာစရာဖြစ်နေတာပေါ့သူဟာတွတ်ကိုနောက်တစ်ချိန်မြောက်ပြီးရေသူမလေးကိုထက်ရိုက်လိုက်ပြန်တယ်အဲ့ဒီညမှာတော့အဘိုးအိုကအိုးအဖုံးကိုတစ်ကိုင်းလေးနဲ့မလိုက်တဲ့အခါအိုးထဲမှာတော့အရသာရှိလာတဲ့ငါးဆွပြွတ်တွေရှိနေပါပြီသူ့ရဲ့နောက်ကျောဘက်မှာတော့ငါးအမိပိုင်းကြီးတစ်ခုချိတ်ဆွဲထားတာကိုတွေ့ရတယ်ရေသူမလေးဟာအဘိုးအိုအတွက်တော့အလွန်ကောင်းမွန်တဲ့ဟင်းလျာတစ်ခွားထစ်သွားခဲ့ပုံပါပဲအဲ့ဒီနောက်မှာတော့အဘိုးအိုကသူ့ရဲ့ရေဒီယိုကိုထုတ်လိုက်ပြီးနားကြားကိရိယာ hearing aid ကိုတက်ဆင်လိုက်ပါတယ်အဲ့ဒီအချင်းကြမှာပဲအဘိုးအိုဟာတကယ်တော့ဘာတန်မှမကြားရတဲ့နားမကြားသူနားပိနေသူတယောက်ဖြစ်နေမှန်းသိလိုက်ရပါတော့တယ်